မှာပတ်စံရှာလို့ရမယ့်သူတွေအတွက်ပေါ့နော်ကျွန်တော် social media ဖြစ်တဲ့ Facebook YouTube TikTok တို့ကနေပြီးတော့ပတ်စံရှာလို့ရတယ်ဆိုတာတော့သိပြီးသားဖြစ်ပါတယ်ဒီခါမှာတော့ကျွန်တော်ကဒီ Facebook ကနေပတ်စံရှာတဲ့ခါမှာကျွန်တော် page ဖွင့်ဖို့လိုရတယ်ပေါ့နော်ကျွန်တော်ဒီ page ဖွင့်မှာကျွန်တော် Facebook page ကနေပြီးတော့ comment တွေဖန်တီးပြီးတော့ကျွန်တော်ပတ်စံရှာလို့ရမှာပါဒီပတ်စံရှာဖို့အတွက်ကျွန်တော် Facebook page ကိုဘယ်လိုဖွင့်ရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်ဒီဗီဒီယိုမှာသေးသေးလေးရှင်းပြပေးထားပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီတက်ကြည့်လိုက်အောင်အရင်ဆုံးကျွန်တော်တို့ဒီ Facebook page ဖွင့်ဖို့အတွက်ကျွန်တော်တို့ဒီ Facebook account ထဲဝင်ပြီးတော့ကျွန်တော်တို့ဒီပေါ်တော့မှာရှိရကျွန်တော်အကောက်ပေါ့နော်အဲ့နေရာလေးကိုတစ်ချက်ဝင်ပေးရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့မှာ page ဆိုတာရှိရပေါ့နော်အဲ့ page ဆိုတာကိုကျွန်တော်တို့တစ်ချက်ဝင်ပေးရမှာဖြစ်ပါတယ်page ဆိုတာကိုဝင်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ်သုံးတောင်မှာရှိရ create ဆိုတာရှိရပါတော့ပေါင်းနေရပေါင်းပုံစံလေးနဲ့အဲ့ဒီနေရာကိုကျွန်တော်တို့တစ်ချက်ထပ်ပြီးတော့ဝင်ပေးလိုက်ပါဝင်ပေးပြီဆိုလို့ရှိရင်အခုဆိုပုံစံလေးကြာလိုက်ပါတော့ကြာလာတဲ့အခါမှာကျွန်တော်တို့ဒီကအနှိပ်ဆိုတာကိုထပ်ပြီးတော့နှိပ်ပေးပါနှိပ်ဆိုတာကိုနှိပ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာက professional နဲ့profile ပေါ့နော် profile ရဲ့ public page ဆိုရရှိပါတယ်ပေါ့နော်ကျွန်တော်တို့အခုဒီအောက်က page ဆိုကိုကျွန်တော်ရွေးချယ်ပေးရမှာဖြစ်ပါတယ်ရွေးချယ်ပြီးရင်ကျွန်တော်နှိပ်ဆိုတာကိုဆက်ပြီးတော့နှိပ်သွားမယ်ရွေးချယ်ပြီးနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာအရေးကြီးဆုံးကကျွန်တော်တို့ Facebook page ပေါ့နော် page နာမည်ပေါ့နော် page နာမည်ဆိုတာကကျွန်တော်တို့တွေကဘာအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပေးထောင်ချင်တာလဲဆိုတာကိုဒီမှာရွေးချယ်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာထည့်ပေးမယ်ကိုစိတ်ကြနာမည်ကိုထားမယ်ကိုလည်းအဆင်ပြေမဲ့ကိုလုံးမဲ့အကြောင်းအရာကိုပဲကျွန်တော်ဒီမှာနာမည်ထားပေးပါပေါ့နော်ထားပြီးပြီးရင်ကျွန်တော်တို့ကဒီ link ဆိုတာဆက်သွားမယ်ပြီးလို့ရှိရင်ဒီမှာအရေးကြီးဆုံးချက်ပေါ့နော်ဒီကပါလဲဆိုရင်ကျွန်တော်တို့ဒီအကောင့်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာအကြောင်းအရာတင်ပါလဲဆိုတာကိုကျွန်တော်ဒီမှာရွေးချယ်ပေးရမှာဖြစ်ပါတယ်ကိုလုံးမဲ့အကြောင်းအရာကိုတင်ပေးပါတော့တကယ်လို့ဒီနေရာမှာကျွန်တော်ကိုကျုံးလုံးမဲ့အကြောင်းအရာမဟုတ်ဘဲနဲ့တခြားအကြောင်းအရာတင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဗီဒီယိုတင်လိုက်တဲ့အခါမှာ view တွေကသူသက်ဆိုင်သူစီကိုမရောက်ဘဲနဲ့ကျွန်တော် view ရဖို့ဆိုတာအဆင်မပြေပါဘူး view မရရင်ကျွန်တော်တို့ပတ်စံရှာလို့ရတဲ့ page လည်းဖြစ်မှာမဟုတ်ပါဘူးเนาะအဲ့ဒီတော့ကျွန်တော်ဒီနေရာမှာအရင်အရေးကြီးပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာကိုအကြောင်းအရာကိုတစ်ခုလားနှစ်ခုလားကိုသိချင်တဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့အကြောင်းအရာတိုင်းကိုကျွန်တော်ရွေးချယ်ပြီးထည့်ပေးပြီးလို့ရှိရင်ကျွန်တော်ဒီမှာ create ဆိုတာလေးနဲ့နောက်တစ်ဆင့်ဆက်သွားပါမယ်နောက်တစ်ဆင့်ရောက်ပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာကရွေးချယ်ပေးရမှာပေါ့နော်ကျွန်တော်တို့တွေကဒီလုပ်ငန်းနဲ့ပတ်သက်တဲ့စာပေတွေပေးမယ်ပေးလာဒါမှမဟုတ်လို့ရှိရင်ကိုယ်တိုင်ဗီဒီယိုဖန်တီးပြီးတော့ကျွန်တော်တို့ပတ်စံရှာမယ်ပေးလာဆိုတော့သူကရွေးချယ်ခိုင်းတယ်ကျွန်တော်တို့က content တွေဖန်တီးမှာဖြစ်တဲ့အတွက်ဒီအောက်က create content ဆိုတာကိုကျွန်တော်တို့ရွေးချယ်ပေးရမှာဖြစ်ပါတယ်ရွေးချယ်ပြီးဆိုလို့ရှိရင်ဒီနေရာမှာကကျွန်တော်တို့bio နေရာရှိရပါတော့ bio နေရာကဘာလဲဆိုရင်ကျွန်တော်တို့ဒီ page မှာကျွန်တော်တို့ကဘာအကြောင်းအရာနဲ့တင်ပါလဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီမိတ်ဆက်စကားပေါ့နော်မိတ်ဆက်စကားပြောမယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ်ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်တို့ဒီမှာရွေးချယ်ပြီးတင်ရမယ်ပေါ့နော်နောက်ထပ်ကဒီမှာ website တွေ email ဖုန်းနံပါတ်တွေကျွန်တော်တို့ထပ်တောင်းတယ်လိပ်စာတွေပေါ့နော်သူကပြည့်စုံတောင်းပါတယ်တောင်းတဲ့အခါမှာကျွန်တော်တို့ဒီက loss ထည့်မယ်ဆိုရင်လည်းထည့်ပါမထည့်ချင်သေးဘူးဆိုလို့ရှိရင်ကျွန်တော်နှိပ်နဲ့နောက်တစ်ဆင့်ကြော်သွားလို့ရပါတယ်ခင်ဗျာကျွန်တော်ဒီနေရာမှာထည့်မပြတော့ဘဲနှိပ်နဲ့ပဲနောက်တစ်ဆင့်ကြော်သွားလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာကိုပေနဲ့ပတ်သက်တယ်ပေါ့နော်နောက်ခံprofile နဲ့ကျွန်တော် share ပုံတွေကိုကျွန်တော်ဒီမှာတက်တဲ့ဟာလေးချိန်လို့ရပါတယ်ဒီနေရာမှာတော့ကျွန်တော်ချိန်မပြတော့ပါဘူးပြီးလို့ရှိရင်ကျွန်တော်တို့ page ကိုလူများများမြင်ဖို့အတွက်ကျွန်တော်တို့ဒီမှာ invite လုပ်ဖို့လိုပါတယ်invite ကိုကျွန်တော်ဒီမှာ invite လေးလုပ်မဲ့ friend တွေပေါ့နော် friend တွေကိုကျွန်တော်တို့invite လုပ်ပေးရမယ်လုပ်အမှန်ကြီးလေးနှိပ်ပြီးကျွန်တော် invite လုပ်လိုက်ပါမယ်invite လုပ်ပြီးဒီနေရာမှာကျွန်တော် dance ဆိုတာလေးတွေပဲနောက်တစ်ဆင့်ကိုဆက်ပြီးတော့သွားပါသွားပြီးရင်ကျွန်တော်တို့ဒီမှာဖွင့်လိုက်တဲ့ Facebook page ဆိုရင်အောင်မြင်စွာနဲ့ကျွန်တော်ဖွင့်သွားပြီဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်အရေးကြီးဆုံးကဒီမှာ professional ဓာတ်ပုတ်ဆိုပေါ်လာတာပေါ့နော်ဒီဓာတ်ပုတ်ပေါ်မှာကျွန်တော်တို့ပတ်စံရှာလို့ရမှာပါအဲ့ဒီထဲကိုကျွန်တော်တစ်ချက်ဝင်သွားမယ်ဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်လုံးတောင်းပါပေါ့နော်အပေါ်ကျွန်တော်တို့ logo နားလေးကိုနည်းနည်းဆွဲလိုက်မယ်ဆိုရင် monetization ဆိုတာရှိပါတယ်အဲ့ဒီထဲကိုကျွန်တော်တို့တစ်ချက်ထပ်ပြီးဝင်လိုက်မယ်အဲ့ထဲဝင်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပတ်စံလေးရရှာလို့ရတဲ့နည်းတွေပေါ့ဒီမှာအများကြီးရှိပေါ့နော်အဲ့လော်လေးပွင့်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ monetize ရှောက်ပြီးတော့ကျွန်တော်တို့ပတ်စံရှာလို့ရပါပြီဒါကတော့အလွယ်ကူဆုံးFacebook page ဖွင့်တဲ့ပတ်စံရတဲ့ page ဖွင့်တဲ့ပုံဖွင့်နည်းလေးကိုကျွန်တော်စနစ်တကျရှင်းပြခြင်းပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကြိုးရှိရဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ပြီးတော့တောင်းဆိုပါတယ်